ကျွန်တော်တောင်းပန်ပါတယ်ဆရာကြီးရယ်ကျွန်တော်မိသားစုရဲ့မထင်မှတ်ထားတဲ့အပြုအမူတွေကြောင့်ညီမလေးတက်အောင်စိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်ဆရာကြီးကိုညီမလေးတက်အောင်ကျွန်တော်အလေးနဲ့ကိုတောင်းပန်ပါတယ်ဗျာရပါတယ်ဘူးကြီးရယ်တောင်းပန်ကြမလို့ပါဘူးကျွန်တော်တို့သားဖပါဒီတဲ့ပူပြီးခက်ခဲတဲ့စိတ်ညစ်စရာအခြေအနေစိတ်မကောင်းဖြစ်စရာကောင်းတဲ့အဖြစ်အပျက်တွေကြုံတွေ့ခဲ့ပြီးပါပြီပြီးတော့သမီးလေးဒီမှာမရှိပါဘူးသူဘယ်ကိုသွားလဲဆရာကြီးကျွန်တော်သူ့ကိုလည်းလိုက်ပြီးတောင်းပန်ခြင်းလို့ပါဗျလောလောဆယ်တော့သူစိတ်ပြေလက်ပြောဖြစ်မဲ့နေရာမှာသွားနေလေတယ်ဒါဆိုရင်တော့စိတ်မကောင်းစရာပါပဲဗျာသူနဲ့ကျွန်တော်ကာလရှည်ရှည်တွေ့ရမယ်မထင်ဘူးဗျာကျွန်တော်လည်းနိုင်ငံခြားတင်တန်းသွားရတော့မယ်တင်တန်းဖွင့်ရမီသွားရမှာဆိုတော့မနေ့ပြန်နေပြီးတော့အရောက်သတင်းပို့ရမယ်ကျွန်တော်လာပြီးတောင်းပန်သွားရလို့ဒါပြောပြပါဆရာကြီးရယ်ဘိုးကြီးတင်တန်းကိုစိတ်ဖြောင်းဖြောင်းနေတာသွားပါတမီးကိုတောင်းပန်ကြရတယ်မလို့ပါဘူးဆရာနဲ့တပည့်ပဲသူနားလည်ပါဟယ်လိုကိုကြီးဖုန်းပြောလို့ရလားရတာဗောညီမလေးညီမလေးငိုနေရလားဘာဖြစ်လို့လဲငိုပါဘူးကိုကြီးဝမ်းနဲ့နေရပါကိုကြီးဆေးရတာနဲ့ချမ်းသာတာနဲ့ကအရင်ပဲဝေးလာရဲ့ဆင်းရဲလို့ရှိရင်မျောလင်းချက်တွေရည်ရွယ်ချက်တွေကဝေဝါးသွားတာလားညီမလေးဘာတွေဖြစ်လာတာလဲကိုကြီးကညီမလေးဆယ်ရအောင်လဲဆိုလို့ပြောနေရလေအပြော်လေးကိုပျက်စီးသွားအောင်ဘယ်လိုလုပ်ရလဲကိုကြီးပြောစမ်းဖြစ်နိုင်ကွာရဲဆောက်တွေလာပြီးတော့ဖြည့်ရှင်းပေးလိုက်ချင်တယ်ကိုကြီးမိတာအရင်ဖြေအောင်လေကဲဆင်းရဲတာနဲ့ချမ်းသာတာဆိုတာတချို့လူတွေအတွက်တော့အလံဝေးပေမဲ့လေတချို့အတွက်ကျတော့ကြွေတလက်ကြက်တခုံပဲညီမလေးရဲ့ဥပမာမေသစ္စာနဲ့အနေကြည့်ပြီးခင်းလို့ပေါ့ညီမလေးမှလည်းအဲ့လိုမျိုးအခွင့်အရေးရှိနေရမယ်ညီမလေးရဲ့ပြီးတော့ဒီခေတ်ကြီးမှာလူတွေကိုရှာဖို့အဲ့လောက်ထိမခက်တော့ပါဘူးအဖွားစီမနေချမ်းသာမယ်ဆိုတာဟိုကလေးဘွားတွေကတည်ပြီးသားပါကိုကြီးရဲ့ညီမလေးအခုဘာဖြစ်ချင်တာလဲမမေနဲ့အမရှိကိုလိုက်သွားချင်တာလားဒီလောကမှာလေအဖေလောက်ရိုးသားလူမျိုးမရှိဘူးကိုကြီးရဲ့အဲ့လိုအဖေမျိုးတွေဘယ်တော့မှရှင်းသားစရာမျိုးမဖြစ်စေရအောင်ကိုကြီးဖေကိုအရင်ချစ်တယ်ဖေကိုထားပြီးတော့ညီမလေးဘယ်အတိုင်းဝိုင်းအောင်မှထပ်သွားမှာမဟုတ်说也是看嘛，打好玩，他路那么多修路了。在吧？家里面没得了，不去吧？မြို့ပေါ်မှာတော့အခြေအနေတွေတစ်ဖြည်းဖြည်းရှုပ်ထွေးလာနေပြီတတ်တဲ့ဖြတ်တဲ့သတင်းတွေကလည်းမကြားချင်မှအဆုံးရယ်အားလုံးရည်ရင်နစ်တော့မယ်အမိုက်ကစားပြတ်သက်မီးလောင်ဆိုတာဒါပဲပေါ့ဗျာမဲကစားနဲ့ပတ်သက်ပြီးတော့ဘာမှဖြည့်ရှင်းချက်မထုတ်တာတော့စိုးလွန်းပါတယ်ဗျာဒါကလေလူငယ်တွေရဲ့လက်ကိုဆွဲပြီးကြောက်တဲ့ခုံချတာပဲဗျာ
အေးဆေးရှင်းကြပါဗျာအခုတော့တနိုင်ငံလုံးမီးလောင်နေပြီအဲ့ထင်မှာကျုပ်တို့စကိုင်းတိုင်းပူဆိုးတယ်ဗျဘာမှမသိတဲ့တိုးသူတောင်သားတွေခင်ဗျာလူသုံးမှန်းလူကောင်းမှန်းကိုမခွဲနိုင်တော့ ဟိုမြောက်ဘက်က KIA ကဒီခွင့်ရေးကိုချောင်းနေတာဗျအခုဆိုရင်ကျုပ်တို့အညာသားတွေကိုအနိုင်ကျင့်ပြီးတဖြည်းဖြည်းဆင်းလာတာနားတောင်ကတ်လာပါရောလား ကျုပ်ကစစ်သားဆိုတော့တိုင်းရင်းသားလက်နက်ကိုင်းဆိုတဲ့ကောင်ကြီးရဲ့အကြောင်းကျုပ်ကအကုန်သိတယ်ဗျာဘယ်ချိန်တပုံထရမလဲဆိုတာကိုစောင့်နေကြတာအခုလိုမျိုးမညီမညွတ်နဲ့ပြိပက်ကဖြစ်တဲ့အချိန်လဲကြာအောင်ဟမ်သူတို့ကြိုက်တွေ့သွားတာပေါ့ဗျာထန်းသီးကြွေခိုက်ကြီးနေခိုက်ပေါ့ဗျာအချိန်ခိုက်ကိုလှုပ်ရှားသွားတာဗျာ ကဲပါဗျာလောဆယ်တော့ကျုပ်တို့ကံမလို့နေအကြောင်းပဲပြောကြရအောင်မနေ့ကလည်းဒီကောင်တွေ3ယောက်တက်သွားတယ်ဘာမှအပြစ်မရှိတဲ့တိုးသူတောင်သားတွေပါဗျာဒီတိုင်းငုတ်တို့ကြီးကိုခံလိုက်ရတာဗျရွာနေချုပ်ဆက်တောင်ပေးနိုင်မသွားရကြတော့ ကိုမြသိတော်တို့တစ်ခုလောက်ကြတော့လေဒီတိုင်းပဲပေးခံနေလို့ရှိရင်လေနောက်ရက်ဆိုတော်တော့လှည့်ရောက်လာလိမ့်မယ် ကျုပ်လည်းအဲ့ဒါစိုးရိမ်နေတာဗျသူသေးကိုသေးပေါ့ဗျာပြန်တော့ပြန်မို့တစ်ခုလုံးတင်နေပြီ ကဲဥက္ကရာကြီးသူတို့ဘာဆက်လုပ်ကြမလဲပြောပါဦး ကျုပ်ကခမရအောင်အဲ့ဒါမေးမလို့လေ ကိုမြသိတော်စစ်သားမဟုတ်ဘူးလားဟမ်မီးလောင်ရေးကြီးဘာတွေပဲဖြစ်ဖြစ်တော်တို့ပဲအရင်ဆုံးထွက်ခဲ့ကြတာဆိုအခုကလူတွေတက်နေကြတာတော့အငိမ့်စားဆိုပြီးတော့အငိမ့်သားထိုင်ပြီးစားမနေကြပါနဲ့တော့ဆရာကျော်တော်လေးစစ်သားလူထွက်ပဲလေခုချိန်မှာတော်တို့ကဥဆောင်မှာမဟုတ်ဘူးလားတော်တို့ကိုကြည့်ပြီးလေကျုပ်ဥရလိုက်တာတော့တကယ်ပါပဲနေပဲနေနိုင်ကြလုံးနဲ့တော့ အေးပါကွာအေးပါကဲဆရာကျော်ကြီးကျုပ်တို့လည်းလုံးဆက်ရှိရအမြန်ဆုံးလောက်ရတော့မယ်ဗျာနော် ဟာမိုင်းခွဲပြန်ပြီနဲ့တူတယ်မနေ့ကတော့ဖားချာငါးချာဖွဲ့တွေသွားလိုက်သေးတယ် အဖေဟိုမပကက်ကြီးနဲ့ထမ်းလာလူနာမလား ဟုတ်တယ်ကွာသွားပါပြီကွာမိုင်းထီရဲ့နဲ့တူတယ်ကွာ ဟုတ်ပါအော်ဒီမှာလေရှင်နေမကောင်းဘူးဆရာကြီးညဘက်တရွေးလွင်းတောင်မှကိုကောင်းကမနေပြန်ဆန်းနေရတယ်ရတယ်လည်းမသွားရဘူးလက်နဲ့စလို့ဓမ္မတစ်ချောင်းပဲရှိတာ ဟေးမင်းသားတွေကိုလည်းတတိထားခိုင်းအောင်ဘာရန်ညွှန်ရသားမှမရှိဘဲနဲ့လေစစ်သားဟောင်းဆိုပြီးတပ်ဖို့လုပ်နေကြတာဒီအချိန်မှာတစ်လက်တီကိုရည်ကြီးတယ်ကိုလိုယုံမလားကောက်ဝယ်မလားစဉ်းစားဖို့ ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကျွန်တော်တို့မှလည်းစီဝါရဲ့အကုန်လုံးကဒီမှာပဲမြုပ်ထားတာဆိုတော့ရွာကနေထွက်သွားတော့မဖြစ်သေးဘူးဆရာကြီးKIAရလည်းဒီဘက်ကိုနေချက်လာပြီဟုတ်ကို့ချစ်ချင်းကပြောလို့ဆိုလို့တောင်းပန်လို့ကရသေးတယ်ဒီကောင်တွေကမလွယ်ဘူးဆရာကြီး အဲ့ဒါဆိုလေတကူလို့မစဉ်းစားပါနော်ကိုလူဒီပဲရှိတဲ့နေရာဆိုတော့စူစီရလွယ်မှာပါ ဟုတ်ကဲ့ပါဒီမိုင်းငါတို့ကတော့ပြည်သူစစ်ဖွဲ့ဖို့ဖွဲ့မှာဖြစ်တော့မယ် တော့ကိုအရင်ဆုံးကျုပ်ကပြောခဲ့တာပါတော့ဗါတယ်တစ်ချိန်ကစစ်သားဆိုတာတစ်သက်လုံးစစ်သားတယ်လေတော်တို့ပဲပြောခဲ့ကြတာမဟုတ်ဘူးလား ရွာမှာလည်းငါတို့စစ်တပ်တွေအများကြီးရှိပါတယ်ဟာဟိုသူတို့ကလည်းလူစုပါတယ်အဲလူကြီးလူငယ်အားလုံးကတော်တော်လေးကိုခံပြင်းနေကြပြီငါတို့အပြင်ဆုံးလုံးမကြတော့မှာတော့ ဟုတ်ရွာထဲကိုခဏခဏလာနေတဲ့စစ်ကြောင်းမှုဆိုတာတော်နဲ့သိတယ်ဆိုဟိုသူ့ကိုအကူကြီးတောင်းကြည့်လိုက်ပါလား ဟာအေးဟုတ်တယ်ဟာဟိုသူနှစ်ပွင့်ဘွားတော့ဟာငါနဲ့ရှေ့ထဲမှာစုံမှုတယ်အဲသူကတဆင်လက်နဲ့ရောက်တော့ကြိုးစားတယ် အဖေလှုပ်တဲ့သူကပြည်သူစစ်ဖွဲ့မှာတော့တားရည်လည်းဝင်ပါတော့မှာပေါ့ငကိုတွေကတနက်ကင်ရှင်တယ်နဲ့အတော်ပဲဟုတ်တယ်မလားကိုကြီး ကိုကြီးကတော့ရွရောက်နေပြီဆိုတော့ထားပါတော့ဒါပေမဲ့ငါညီလေးကတော့ငယ်သေးသလားလို့ ဟုတ်ပါတယ်
မေတ္တာလေးကငယ်ပါသေးတယ်တာရဲ့တာအဖေနဲ့တာကိုကြီးပဲလောက်ကြပါစေ ဟာအမေလည်းဒါကလေးမမဟုတ်တော့တာဒီလိုချိန်မှာတရားလုံးရေးပေါ်ဖြစ်နေကြဟိုအကြောင်းပြဒီအကြောင်းပြနဲ့အပားကိုမနေချင်ပါဘူးဗျာအဖေကိုစစ်တင်တန်းခွင်တားလည်းတက်မယ်နော်အဖေနဲ့သူပြည်ပြီးစစ်လုပ်မယ်ဗျာကျွန်တော်လက်နက်ကင်ဒီကောင်လေးကိုချမယ်ဗျာ ဖေဖေဦးမြသိန်းတို့စီမှာဘာတွေဖြစ်နေကြလဲဖေဖေကိုကြည့်ရတာမျက်နှာလည်းမကောင်းဘူး တိုင်းရင်ပြည်နိုင်ငံရေးနဲ့ဆက်နွယ်ပြီးတော့ပေါ်ပေါ်လာတဲ့ပြဿနာတွေတော့သမီးရဲ့သူတို့စီမှာနေမိချင်းနေမကောင်းအနေရှိအနေထားကိုရောက်တယ် ဒုက္ခပါပဲဖေဖေရဲ့ဟိုဖေဖေဟိုအခုစိတ်တွေရှုပ်နေလားယင်ဒါဖေဖေကိုပြောစရာလေးရှိလို့ ပြောတယ်သမီးရပါတယ်ဘာပြောချင်လို့လဲတဲ့ကိုတည်းစားလား အမျိုးသမီးတက်ချက်ကြီးဆေးရည်တင်နန်းခေါ်ထားတာတွေ့လို့ပါဖေဖေဒါအဲ့ဒီတင်နန်းတက်ချင်လို့ သမီးတကယ်ပြောနေတာလားကွန်ပျူတာဒီပလိုမာတက်ချက်ကြီးစီးတင်နေဆိုတာအဲ့တင်တဲ့သမီးစသားပြသွားမှာတော့သမီးစသားလုံးလို့လားပြတင်တဲ့နှစ်တော့တည်းရမှာနော်တေချာစဉ်းစားပါဦးသမီးရဲ့ ဒါတေချာဆုံးဖြတ်ပြီးပါပြီဖေဖေစစ်သားတယောက်ရဲ့သားသမီးကစစ်သားပြစ်တာမဆမ်းပါဘူးဖေဖေရဲ့ သမီးတက်ကတော့မတက်တော့ဘူးလားတက်ကတော့ကျောင်းသူရဲ့ပျော်ရွှင်မှုလမ်းစမ်းတက်ကြွမှုတွေသမီးမလိုချင်တော့ဘူးလားဟမ်ဖေဖေရဲ့အထီးကျန်ခံစားနေတဲ့သမီးလေးကို၄နှစ်လောက်ပျော်ပျော်ရွှင်ရွှင်နေစေချင်တာ ပတ်စံနေကုန်ပါတယ်ဖေဖေရဲ့အဝေးတင်တက်လဲရနေရပဲဟိုပြီးတော့ဒါဒီတင်တက်လဲဘာဖြစ်လဲအဲ့ရနေတငယ်ချင်းပေါင်းသင်းနေအများကြီးရလာမှာပဲလေဟိုစားတင်မယ်ပြီးရင်စစ်တင်တန်းလေ့ကျင့်မယ်ဟိုတက္ကသိုလ်ကြီးတစ်ခုလိုပါပဲဖေဖေရဲ့ သမီးရဲ့တည်တည်ချာချာလေ့လာထားပြီးပြီ ဒီတင်တန်းခေါ်စာထဲမှာပြည့်ပြည့်စုံစုံရေးထားတာပဲလေဖေဖေရဲ့ဟိုနောက်တစ်ချိန်ရလို့ရှိရင်အမျိုးသမီးဘိုးလောင်းတင်တန်းမှာတက်ခွင့်ရတော့မှာဖေဖေရဲ့ဟိုအဲ့တင်တန်းကလေပြီးတော့စီကန်းလည်းအရန်တင်းကျပ်တာဆိုတော့ဖေဖေသားကိုအဲ့လောက်ကြီးစိတ်ပူကြမလို့တော့ပေါ့ပြီးတော့ပတ်စံလည်းမကုန်တော့နော် ဖေဖေစိတ်ပူတာတိုင်းရင်ပြည်နေခေတ်ကာလနေထားကြောင်းလည်းပါတယ်သမီး ဖေဖေဒီအချိန်မှာတက်သေးဝင်တာအကောင်းဆုံးပဲဖေဖေရဲ့ဒီအချိန်တွေကတားတို့လူငယ်တွေကိုတောင်းဆိုနေတာဖေဖေရဲ့ဟိုတားတို့လူမျိုးဆက်တွေမှာတာဝန်ရှိတယ်ဖေဖေ တေချာစဉ်းစားဖို့သမီးရဲ့ဖေဖေကတော့သမီးစာနာကိုကန့်ကွက်ချင်မရှိပါဘူး 谢谢，大ပွဲ的，大ပွဲညာညီကိုရက်ကိုရွာကိုကာကွယ်ရတယ်ဆိုတာကိုနေထိုင်သူတွေရဲ့မွေးရပါတာဝန်ပဲအဲ့ဒီတော့မင်းတို့အားလုံးဂုဏ်ယူရမယ်လုံခြုံမှုမရှိတဲ့နေသူနေသားတွေရဲ့အသက်စီးစိမ်ဥစ္စာတွေကိုလည်းကာကွယ်စောင့်ရှောက်ပေးရမယ်အသက်ကိုစွန့်တင်စွန့်ရမယ်ခြေလက်အင်္ဂါစွန့်တင်လည်းစွန့်ရမှာပဲအဲ့ဒီတော့မင်းတို့အားလုံးတတ်တိမွေးရမယ်စီကန်းတဲ့အမိန့်ကိုနာခံမှုအတွက်လေမင်းတို့အားလုံးလက်နက်မဲ့စေးပြကိုတင် ချပေးမယ်ဒါပြီးရင်တနတ်ကန်ရမယ်မကြခင်မှာပြည်သူစစ်တပ်ဖွဲ့ပြည်ဖွဲ့စည်းပြီးရင်တော့လက်နက်တပ်ဆင်ပေးမယ်လူငယ်တွေရဲ့ခြေကောင်းလက်ကောင်းလုံနိုင်ကိုင်နိုင်ရှိတဲ့သူတွေအားလုံးမဖြစ်မနေပါဝင်ဆင်နွှဲရမယ်ရှေ့ဒီညာတပွဲရတာဒုပါဟာသမီးလေးစစရရအဆင်ပြေပါစေကြုံလာသမျှကိုကြမ်းကြမ်းခံရင်ဆိုင်ဖြည့်ရှင်းနိုင်တဲ့စစ်သားကောင်းကြီးဖြစ်ပါစေ
ဖေဆူတောင်းပေးပါတယ်သမီးအနေနဲ့တမန်တော်ကိုရောက်ပြီးတင်နန်းသားဘဝကိုစပြီးရင်ဆိုင်လိုက်တာနဲ့ပန်းခင်းလည်းမဟုတ်ဘူးဆိုတာကိုသတိပြုရမယ်မိဘအသီးသီးကနေလာတဲ့မထထောင်သမီးတွေကိုလို့ပုံစံမျိုးမျိုးအလေးထားမျိုးမျိုးနဲ့သမီးတွေ့ရလိမ့်မယ်ဒါတွေကိုတမန်တော်ကြီးကပုံစံတစ်မျိုးတည်းဖြစ်အောင်သတိတက်တန်နဲ့အမိနာခံတတ်အောင်ပုံစံသွင်းလိုက်မယ်ပြီးရင်တော်အောင်တက်အောင်ထူးချွန်အောင်သင်ကြားပေးလိမ့်မယ်သမီးပြောတယ်တက်ကူဆိုတာနဲ့တော့နည်းနည်းတော့ကြွေးပြချနာတာပေါ့ကွယ် စိတ်ချပါဖေ။ဒါဖေရဲ့မျိုးဆက်အနေနဲ့ဒါအများကြီးစူးစမ်းသွားမှာပါ။ဒါကိုယ်တိုင်ရဲ့ခံယူချက်နဲ့တက်ထဲဝင်တာဖြစ်တဲ့အတွက်ဖေဒါကိုစိတ်ချပါနော်။ဒါဘာပဲကြုံလာဒါကြမ်းကြမ်းခံနိုင်တဲ့စိတ်နဲ့ဒါရင်ဆိုင်သွားမှာပါဖေ။ကိုကဖေတယောက်တည်းကြံခဲ့မှာဖြစ်တဲ့အတွက်ဒါပို့ပြီးတော့စိတ်ပူနေရပါဖေကို။ဖေကျမ်းမာရေးကောင်းကို view site ပါနော်ဖေနော်။ နားထောင်ပါဘိုးကြီးနာမည်ဘိုးကြီးနှင်းစီခတ်ဖြစ်ပါတယ်မင်းတို့တင်တန်းရဲ့ဒုတိယတက်ခွဲမှုဖြစ်တယ်မင်းတို့အားလုံးဟာတက္ကသိုလ်ဝင်ဆောင်ပွဲအောင်မြင်ပြီးကွန်ပျူတာဒီပလိုမာအမျိုးသမီးတက်ချက်ကြီးစရေးဖြစ်တာဝန်ထမ်းဆောင်မှုဒီတင်တန်းကိုတက်ရရင်ရောက်ရှိလာကြခြင်းဖြစ်တယ်ဒီတင်တန်းဟာရက်တစ်ပတ်အားဖြင့်68ပတ်တနည်းအားဖြင့်2နှစ်ခန့်ကြာအောင်တင်တန်းတက်ရောက်တင်ကြရမှာဖြစ်တယ်အရေးချင်းရှိတဲ့စစ်သားကောင်းတယောက်ဖြစ်ဖို့အခြေခံစစ်ပညာရများနဲ့အတူတက္ကသိုလ်ကောင်စီရဲ့အင်္ဂလိပ်စာကွန်ပျူတာပညာရများကိုပြဋ္ဌာန်းချက်များနဲ့အညီအဆင့်မီသင်ကြားပေးသွားမှာဖြစ်တယ်။အဲဒီတော့စစ်စည်းကမ်းဒီတက်မတော်ရဲ့အသက်ခံတာဆိုတဲ့စကားအတိုင်းမင်းတို့အားလုံးဟာအမိန့်နာခံတက်ဖို့နဲ့စစ်စည်းကမ်းကောင်းမွန်မှုအတွက်ပထမဦးစားပေးလေ့ကျင့်သင်ကြားကြရမှာဖြစ်တယ်။မင်းတို့အားလုံးလိုင်းနာရမယ့်စည်းကမ်းတွေကိုမင်းတို့တင်တန်းရဲ့ကြော်ညာတင်ပုံးမှာတင်တန်းလူလှုပ်ထုံးလုံနီးစနစ်နဲ့တင်တန်းတီမြင့်အမိန့်ဆိုတဲ့နာမည်နဲ့ထိတ်ဆွဲထားပြီးဖြစ်တယ်။အဲဒီစည်းကမ်းချက်တွေအားလုံးကို3ရက်အတွင်းမင်းတို့အားလုံးဟာဖတ်ရှုပြီးနားလဲသဘောပေါက်ပြီးဖြစ်ရမယ်။တင်တန်းကာလမှာစည်းကမ်းနဲ့ပတ်သက်လို့မင်းတို့တွေအနေနဲ့ဖောက်ဖျက်လို့ရနိုင်မယ့်ကိစ္စတွေစိတ်ထဲမှာပေါ်လာတိုင်းတင်တန်းသူလှုပ်ထုံးလုံနီးစနစ်မှာပါတဲ့တားမြစ်ချက်တွေနဲ့တိုက်ဆိုင်မှုရှိမရှိသေချာစစ်ဆေးကြည့်ပါမင်းတို့စိတ်ထဲမှာတွေးသမျှအချက်တွေအကုန်လုံးဒီစည်းကမ်းချက်တွေမှာပါတာကိုမင်းတို့တွေ့ရလိမ့်မယ်တင်တန်းမှာအများဆုံးကျူးလွန်ဖောက်ဖျက်လေးရှိတဲ့စည်းကမ်းတွေကိုမင်းတို့သိအောင်ပြောပြမယ်
မင်းတို့ကျူးလွန်ခဲ့လို့ရှိရင်လုံးဝခွင့်မလွတ်တဲ့အပြင်ပြင်းပြင်းထန်ထန်အပြစ်ပေးဆုံးမသွားမှာလည်းဖြစ်တယ်နံပါတ်1လက်ကင်ဖုန်းကိုလက်ဝဲထားပြီးသုံးဆွဲတာမျိုးလုံးဝခွင့်မပြုပါဘူးစစ်ဘက်ဆိုင်ရာလုံခြုံရေးသတင်းလုံခြုံရေးနဲ့ကိုရေးကိုယ်တော်ကန့်သက်ချက်များကြောင့်ပြင်းပြင်းထန်ထန်တားမြစ်တယ်တကယ်တော့လက်ကင်ဖုန်းကိုလက်ဝဲထားရှိပြီးသုံးဆွဲတာကိုတွေ့ခဲ့လို့ရှိရင်အပြစ်ပေးမဲ့အပြင်မိမိရဲ့ဖုန်းကိုမိမိကိုယ်တိုင်ဖျက်ဆီးပြရမှာဖြစ်တယ်နံပါတ်2မိမိတို့ရဲ့အိတ်ဆောင်နေရာတွေမှာသတ်မှတ်ထားတဲ့ကိစ္စရပ်များမှာအပတခြားဘယ်လျှက်စစ်ပစ္စည်းကိုမှသုံးဆွဲခြင်းကိုခွင့်မပြုဘူးပြင်းပြင်းထန်ထန်တားမြစ်တယ်နံပါတ်3မနက်စာနေ့လယ်စာညနေစာတွေကိုသတ်မှတ်ထားတဲ့နေရာမှာပဲတင်တန်းကဆက်ပြုတ်ကျွေးမွေးတဲ့အတိုင်းနေထိုင်စားသောက်ရမှာဖြစ်တယ်မိမိတို့ရဲ့အိတ်ဆောင်တွင်ယူဆောင်စားသုံးတာမျိုးလုံးဝခွင့်မပြုဘူးပြင်းပြင်းထန်ထန်တားမြစ်တယ်အဲ့ဒီစီကံချက်တွေအပြင်တခြားစီကံချက်တွေဖြစ်တဲ့ခိုင်ရန်ဖြစ်ပွားတာပြစ်မှုကျူးလွန်သူကိုထိန်ချန်ဖုံးကွယ်ထားပေးတာစာမကြက်တာတတ်မှတ်ထားတဲ့လမ်းတိုင်းမသွားဘဲနဲ့ခက်လန်းကနေသွားတာကျန်းခိုင်ရေးချိန်မှာတဲကျိုးဘွေးကိုအလေးချိန်လျှော့ထားတာကင်းတာဝင်ပြက်ကွက်တာအရက်တောက်တာဆက်လိတ်တောက်တာကုန်းစားတာတားမြစ်ထားတဲ့နေရာတွေကိုသွားတာခွင့်ပြုချက်မရှိဘဲနဲ့စေဝါသုံးဆွဲတာအိမ်ကနေငွေမှားတာအဲ့ဒါတွေကမင်းတို့တင်တန်းသူတွေအများဆုံးကျူးလွန်လေးရှိရဲ့အပြစ်တွေဖြစ်တယ်အသေးစိတ်စီကံတွေကတော့အခုရွတ်ပြတာထက်10စားမကရှိလိမ့်မယ်မင်းတို့တွေအကုန်လုံးတင်တန်းသူလက်ထုံးလုံးကြီးကိုတေချာဖတ်ရှုပြီးတော့နားလေသဘောပေါက်ဖို့လိုတယ်တမတော်ကမင်းတို့အတွက်အခြေခံအဆောက်အအုံပါဝင်အဖက်ဖက်ကလိုလေသိမ်းမရှိအောင်ပြည့်စုံအောင်ဆောင်ရွက်ထားပေးပြီးဖြစ်တယ်အဲ့ဒီအတွက်မင်းတို့တွေအနေနဲ့လည်းအရေးအချင်းရှိတဲ့စစ်သားကောင်းတယောက်ဖြစ်အောင်နေထိုင်လေ့ကျင့်လိုက်နာဖို့ကလွဲပြီးတော့အခြားဘာမှမရှိဘူးလို့ပြက်ပြက်သားသားပြောလို့တယ်မင်းတို့တွေအကုန်လုံးကိုစီကံနဲ့အညီထိမ့်သိမ့်ဖို့ကြက်မှတ်ဖို့စီကံဖောက်ပြက်ရင်အပြစ်ပေးဖို့ဒီတင်တန်းမှာရှိတဲ့အရာရှိတွေအကုန်လုံးက24နာရီအမြဲမပြတ်ရှိနေတယ်ဆိုတဲ့အကြောင်းမင်းတို့ကိုအသိပေးလို့တယ်။ဘာတွေမှလည်းရှိတယ်။ရှိပါဘူး။
ရှဲကြီးအေးစေ ကဲငါကောင်တွေလို့လေပြိုင်းနေကြပြီလားမင်းတို့ကောင်တွေအတန်တော်မထွက်နိုင်တော့ဘူးဆိုလို့ငါလာကြည့်ရဟင်ပြောပါအောင်ခံစားချက်လေးတွေ ကျွန်တော်တို့ကကိုနေတက်ချက်ကြီးစီးရေးဆိုလို့တားရမယ်ထင်ခဲ့ရဖို့ကြီးအခုတော့ရေလေပေးမနေဗျာ ဟုတ်တယ်ဘိုးကြီးရှေ့ဆက်လုံးနိုင်မှမထင်တော့ မင်းတို့ရှိရတင်တန်းဆင်းသွားတဲ့ကောင်တွေလေအဲ့လိုပဲပြောကြတာတင်တန်းဆင်းလို့လက်မောင်းမှာ3ရက်ကြီးပြူးနေအောင်တက်တဲ့အချိန်ကြောင်မှအားလုံးကပြုံးလို့ပျော်လို့ကြွရဆိုလို့ရှိရင်လေငါတို့ကြောင်းမခွဲနိုင်လို့နီးပြတွေဖက်ပြီးငိုသွားတဲ့ကောင်တွေအောင်ရှိသေးတယ်တကယ်ဒရမာကောင်တွေဘယ်လိုပဲပြောပြောခုကာလာမင်းတို့မာကြောတဲ့စစ်သားတွေဖြစ်ဖို့ငါတို့ကပုံလောင်းပြီးထုရိုက်နေတဲ့ကာလလေဒါတော့မှမင်းတို့နဲ့တင့်တော်တဲ့အခြေခံစစ်ပညာတွေကိုပဲသင်ပေးနေတာပိုလောင်းတွေလို့သာဆိုရင်မင်းတို့အကုန်ပုံလဲနေပါပဲမငါးကောင်တွေမီးနာမှာတန်ကောင်းမယ်တဲ့ခုလိုမျိုးမီးပြင်းပြင်းဖုတ်တဲ့ကာလကိုတော့ကြိတ်ခံကြပြီးတော့ဟာဒီမှာမင်းတို့အတွက်တန်ကြီးလိမ့်စေးတွေမအစာပြေစားဖို့မဟုတ်ယူလာပေးနော်အခုဆိုငါ့ကိုတဲ့ပြောနော်ဘာကိစ္စဖြစ်ဖြစ်ပြောလို့ရကြားလားဟုတ်တယောက်တည်းသာကြိတ်ပြီးခံစားမနေကြနဲ့မင်းတို့ကငါကောင်နေပဲနော်မတ်တစ်နှစ်သုံးနှစ်ငါချောင်းခွန်တစ်မတ်တစ်နှစ်သုံးနှစ်ငါချောင်းခွန်တစ်နိုင်ငံချစ်တဲ့စိတ်ထားတွေလက်စင်ကမွေခံတိုက်စီ ကဲတင်တန်းသူတို့အားလုံးနားထောင်ဘုံကတော့မင်းတို့တင်တန်းတက်ခွဲရဲ့တက်ခွဲမှုပြန်တန်းဝင်အမတ်ကြီး4136ဘုံမှုတိမ့်ထိုက်ဆိုပဲဖြစ်တယ်တင်တန်းနဲ့ပတ်သက်လို့မင်းတို့တီးတင်တီးထိုက်တာတွေကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်တယ်အားတို့တက်မတော်ကြီးအမတ်လေးအရာခံနဲ့အကြက်ကြီးတင်ကြောင်းအားဆိုရင်ဒီကျောင်းမှာမွေးထုတ်တင်ကြားပေးလျက်ရှိတဲ့ကွန်ပျူတာဒီပလိုမာတက်ကြက်ကြီးစေအမျိုးသမီးတင်တန်းဟာတက်မတော်ကြီးရေးလေတက်ရင်တစ်ဖွဲ့တွေအတွက်လိုအပ်တဲ့အရေးချင်းပြည့်ဝတဲ့ကွန်ပျူတာဒီပလိုမာတက်ကြက်ကြီးစေအမျိုးသမီးတင်တန်းများမွေးထုတ်ပေးရတင်တန်းပဲဖြစ်တယ်ဒီတင်တန်းကိုမင်းတို့အောင်မြင်စွာပြီးဆုံးသွားပြီဆိုရင်
ကွန်ပျူတာဒီပလိုမာလက်မှတ်ချီးမြှင့်ပေးရတော့မှာဖြစ်ပြီးတက်မတော်ကြီးရေးလေတရင်တပ်ဖွဲ့တွေမှာတက်ကြက်ကြီးစီရေးတတိယတန်းအဖြစ်စတင်ခန့်အပ်ပေးသွားမှာပဲဖြစ်ဒီတင်တန်းမှာမင်းတို့ကိုတင်ကြားပို့ချပေးမဲ့ဘာသာရပ်တွေအနေနဲ့ကတော့အခြေခံစစ်ပညာဘာသာရပ်တွေစစ်ဦးစီးစစ်ရေးစစ်ထောက်ဆိုင်ရာအခြေခံရုံးလုပ်ငန်းဘာသာရပ်တွေနဲ့အင်္ဂလိပ်စာဘာသာရပ်တွေကွန်ပျူတာဘာသာရပ်တွေနဲ့စစ်ပတ်ဥပဒေဘာသာရပ်တွေတင်ကြားပို့ချပေးသွားမှာပဲဖြစ်တင်တန်းကာလစစ်ပညာနဲ့စာပေပညာစုစုပေါင်း68ပတ်နဲ့မင်းတို့ဒီအကြောင်းကနေလေ့ကျင့်တင်ကြားပေးသွားမှာပဲဖြစ်ကျဲချင်တယ်မင်း ဟုတ်ကြိုက်တယ်ပဲညာကြိုက်တာပဲဟင်းလေးကကောင်းလိုက်တာနော်အမသာဆိုရင်တိတ်ကြိုက်တမီးမမဆိုရင်ဒီပဲဟင်းကိုရမ်းကြိုက်ပါဒါပေမဲ့ဒီအချိန်မှာဒီတဲ့ကောင်းတဲ့အစားအသောက်တွေအများကြီးစားနေမှာပါလေမင်းတို့ကောင်တွေထဲမှာရမ်းပိန်နေတဲ့ကောင်တွေဘီယာမိုင်မကိုက်တဲ့ကောင်တွေပါတယ်နော်အေးအဲ့ကောင်တွေအကုန်တယောက်ကိုပဲနှစ်ခွက်စီတော့ပြီးတော့ငပြောလေးတယောက်လုံပေးထားတယ်အဲ့ငပြောလေးကိုကြိုက်ကြိုက်မကြိုက်ကြိုက်ကုန်အောင်စားပြီးရင်သမင်းမကန်ထဲမှာသမင်းကြံနေဟင်းကြံနေဘာမှမမြင်ချင်ဘူးနော်ကြမ်းခိုင်ဝင်နေရောက်တော့မှအားမရှိသလိုလိုအားနေသလိုလိုပုံမဖမ်းနဲ့အကုန်အောင်စားနားမလားငါပဲရင်းနဲ့အများကြီးကြံနေတယ်မင်းတို့အကုန်လုံးမှာပဲတယောက်တစ်ခွက်လာတော့ခဲ့ဟာလာပိန်နေနှစ်ခွက်တော့ဟုတ်ကဲ့ကဲကျန်တော့လေလာလားမလာလား
င်းတို့တော့အောင်မပြောသေးစားလေဘာလုပ်လဲကြိုက်တာရင်မကြိုက်တာရင်မလုံးနဲ့စား စားလို့ကောင်းလိုက်တာကွာပို့စားလို့လားမသိဟေးပါကွာငါမှတော့စိုးစိုးစကားနဲ့ပို့လာခဲ့ရကျေးဇူးပါချစ်ဆုံးလေးရဟဲ့အောင်လေခက်တော်လေးစားကြမိသွားလို့ရှိရင်တစ်ဆောင်လုံးအုတ်ခံနေရမယ်ဒီနေ့တောင်ဝင်မှုကဘိုးကြီးပတ်ပတ်ပါကွာအေးဆေးပါဒင်းကြမဟုတ်ကြောက်နေနဲ့ဒင်းကြလူကြီးရတာချောတာအုတ်ချက်ကကန်းကုန်တယ်ဒေါ်နင်းစီကိုဒင်းကြလို့ခေါ်တာသိရင်တော့အားလုံးသိပြီပဲအေးပါမင်းတို့အားလုံးချစ်တဲ့ဒင်းရလားမင်းတို့ပြင်မင်းတို့သိရနော်ကဲတော့လက်ထက်ကြရင်ဒီကောင်လေးအားလုံးကိုခောက်ဆွဲကျွေးဖို့ပြင်ထားလိုက်ဒီလိုလားစောင်းနာကဖုန်းတန်ကိုတိတ်ချကြားလိုက်ပါမင်းစောက်ပြန်ဟိုစောက်တော့မလုပ်ပါနဲ့ဘိုးကြီးစောက်ကိုတော့ပေးလို့မရလို့ပါဘာလို့ပေးလို့မရလဲဟိုစောက်ထဲမှာရီးစားကြောင့်နေရေးထားလို့ပါဘိုးကြီးမင်းတို့အားလုံးစစ်ဆေးဖို့တောင်းငါမှရှိတယ်ပြန်ပေးစမ်းအော်မင်းကနီးပြောင်တော့ပြန်ပြီးတော့ပညာပေးနေပြီပေါ့ဟုတ်လားအေးမင်းတို့တက်ဆူကကောင်းနေငါနဲ့တွေ့မှတ်ဘိုးကြီးတက်ဆူလုံးတော့မလုပ်ပါနဲ့ဘိုးကြီးအပြစ်ကကျွန်တော်မှာပဲရှိရပါကျွန်တော်ကိုပဲအပြစ်ပေးပါဘိုးကြီး။ဇောက်ထားလား။ဖုန်းမင်းတက်စုလုံးအပြစ်ပေးရဆိုတော့သိရတာနဲ့။သွား哦，没人风口表了哦，背到没风？阿妹，姑姑说完了。哎，那片家人，姑姑考哪我们来记我们。嘿，阿龙那堂家，
မင်းတို့ကိုတယောက်ဖုန်းခိုးသုံးရင်တပတ်စင်လုံးပြစ်ပေးခံရမယ်လို့မင်းတို့ရဲ့တင်းနဲ့စောင့်ဝင်ပြီးတဲ့ဟာဘိုးကြီးတို့ပြောထားပြီးသားအေးအခုတတလေးကောင်းမှုနဲ့မင်းတို့တပတ်စင်လုံးတော့အုတ်ခံတော့နောက်ပြန်မင်းတို့အားလုံးငါနဲ့တွေ့မယ်တင်နန်းကာလာမှာတန်ရုံးစီအကုန်ဖြတ်လားအေးဟုတ်ပြီခွဲပူစမ်းမှာဖုန်းပြောတော့မှလို့အားနေပါနဲ့အေးဟုတ်ပြီအားနေဘိုင်းနှမျိုးနဲ့ခွဲအေးပါတဲ့ငါစိတ်တော့ချင်လို့ဘာမှလည်းမရှိဘူးဟေးဘာမရှိလားမနေ့ကနေစေးကန်းသွားတာဆေးတွေပေးလိုက်တယ်ဆိုဆေးရရှိတယ်ဒါပေမဲ့ဆေးအောင်အစားစားပြီးမှဆေးတောက်ရမယ်အစားမစားရင်လည်းအစာရင်ဖြစ်မယ်ဆေးမတောက်ရင်လည်းဖျားမချဘူးတဲ့နေရရှုပ်ကဲပြောဘာလို့မရမလဲခုချိန်ကန်နေရလဲပိတ်နေဘာမှလည်းစားကြ
လေးတော့ရှိတယ်ဒါလေးတော့ပြုတ်ပေးပါနော်ပြတ်တယ်ငါလည်းနင်းငူတော့ဘာလို့လာကြည့်မိလဲလူကငါကိုရရန်ပို့နေလို့ပါကဲငါတော့ပြုတ်ပြီနေဘယ်သူမှရှောက်မဖို့နဲ့အာမချောင်မကြတာအေးပါကျေးဇူးတင်ပါရခေါက်ဆွဲပြုံးတယ်လေမှုေးနေပါလားလို့ဝင်လာခုတော့ကွက်တီပါပဲလားစစ်သားဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စံနာတွေကိုအသိတရားနဲ့ထိမ့်ချုပ်နိုင်ရတယ်မင်းလို့သာဗိုက်စာတိုင်းအချိန်မတော်စီကံဖောက်အစားခိုးဆိုင်ရှေ့ထဲမှာအစာငတ်ခံပြီးတော့စစ်တိုင်နေတဲ့စစ်သားတွေကိုမလေးစားရကြမှာပေါ့ ရရတဲ့တုံးတွေကဒီကောင်လေးရောချောင်းနေနေရရှိပြီဆရာကြီး အားသေးတယ်ဆရာကျော် ကျွန်တော်တခြားနေရာတွေစိတ်ချတယ်ကျွန်တော်စိတ်မချဆရာကြီးအိမ်မယ် အိမ်မှာလည်းသားနေမယ်ဆိုရင်ဘောင်းအိမ်က3ရှိတယ်3အောင်ပေါင်းတောင်းကြတယ် ငါတို့စိတ်ထားမိုင်းမောကုန်တင်တွင်ရဲ့စိတ်ထား